ညီလေးရန်အောင်ဂုံယူတဲ့ညီလေးကအင်တိုင်းအားတိုင်းနဲ့ဒီသွားဟာရဲ့ပထမဆုံးညမှာတက်လာတဲ့အသင်းပဲဖြစ်ပါတယ်ခင်ဗျာညီလေးအသင်းနာမည်လေးနဲ့မိတ်ဆက်ပြီးပါကျွန်တော်အသင်းနာမည်ကတော့ဖဇီလတ်အစ္စလာမ်ကာဒရီယာရီဖိုင်ယာဒါတဲ့အဖွဲ့ပဲဖြစ်ပါတယ်ခင်ဗျာညီလေးဒီရို့စ်ကိုလာတာဘယ်နှစ်လောက်ရှိပါလဲကျွန်တော်15နှစ်အနည်း20လောက်ရှိပါပြီဒီနှစ်မှညီလေးအင်တိုင်းအားတိုင်းနဲ့တက်လာတဲ့ပုံမှာညီလေးရဲ့ရင်သွေးပြစ်စကားလေးတစ်ခွန်းလောက်ပြောပြကျွန်တော်ရဲ့အတွေ့အကြုံအရဆိုရင်တော့ဒီနှစ်ကတော့တာဟာရညမှာအစီဆုံးညလို့ပြောလို့ရပါတယ်ခင်ဗျာအခုလိုဖြစ်ကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အတွေ့အမှုကြီးနည်းနည်းတော့ပီတိစကားလေးဒီအဆလာမအလိုင်ကွမ်ရန်အောင်ပြောနေတယ်ဒီအရန်ပြောပါတယ်အရင်နဲ့မတူပါဘူးတာဟာရမှာဒီလိုစီကားကားဖြစ်လာမယ်လို့ကျွန်တော်လောကမထင်ထားမိပါဘူးဒါလောကပထမဆုံးကြိမ်ပါပဲဆရာပီတိစကားလေးတစ်ခွန်းလောက်အလ်ဟမ်ဒူလ illah ကျွန်တော်လည်းဒီမှာဒီတရကာကို15နှစ်လောက်ရှိပြီပါဝင်ခဲ့တာအလ်ဟမ်ဒူလ illah ဒီနေ့တော့ဟာရလောက်စီတာတခါမှမကြုံဘူးအရန်ပဲခုံပြီးပဲအရန်လည်းပျော်ပြီးပါတယ်အလ်ဟမ်ဒူလ illah အခုဆိုရင်တော့ကျွန်တော်တို့ဒီဥရုအခမ်းအနားကြီးอ่ะဆိုရင်မနက်ဖြန်ဂျွန်မာနေ့မှာလန်ဒန်တင်ဆက်သွားမှာဖြစ်ပြီးတော့14ရက်နေ့စနေနေ့ညမှာဆိုရင်တော့အဖွဲ့ပေါင်းစုံနဲ့အတူတူစီကားတိုင်းမြိုက်စွာစံတယ်လှဲ့လှဲ့ပွဲအခမ်းအနားကြီးကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာအစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတူ